ရုပ်ရှင်လောကမှာအမျိုးသမီးတွေရဲ့အခန်းကဏ္ဍကဘလောက်အထိအရေးကြီးလဲဆိုတာမိတ်ဆွေတို့သိကျင်ကြမှာပါအမှုပညာနဲ့နီးပညာပေါင်းစပ်ထားတဲ့ရုပ်ရှင်လုပ်ငန်းခွင်ကိုစိတ်ဝင်စားတဲ့သူတွေအတွက်ဒီအကြောင်းအရာကအများကြီးစဉ်းစားစရာပြပါလိမ့်မယ်အီတလီရဲ့ View Conference ကနေပြီးအပ်တဲ့ Trailblazer Award ကိုရရှိခဲ့တဲ့အမျိုးသမီး15ဦးအကြောင်းပြောပြပေးသွားမှာပါဒီစုကဘလို့အမျိုးသမီးတွေကိုဂုဏ်ပြုတာလဲသူတို့ရဲ့စွမ်းဆောင်မှုတွေကဘာတွေလဲဆိုတာစက်ကြည့်ကြရအောင် View Conference ရဲ့ Trailblazer Award ကရုပ်ရှင်လောကကိုပုံဖော်ခဲ့တဲ့အမျိုးသမီးတွေကိုအတိမတ်ပြုတာဖြစ်ပါတယ်။ဒီစုက Animation, Live Action, VFX အပြင်ယဉ်ကျေးမှုဆိုင်ရာအခြေခံအဆောက်အုံတွေအထိပါကျယ်ပြန့်ပါတယ်။ထူးခြားတာကဒီစုဟာဖန်တီးမှုပိုင်းအပြင်တခြားကဏ္ဍတွေကအမျိုးသမီးတွေကိုပါချီးမြှင့်တာဖြစ်ပါတယ်။ဒီစုဟာထူးချွန်တဲ့ creative director တွေနဲ့ artist တွေတာမကပဲပြည်သူဆက်ဆံရေးနဲ့နိုင်ငံရေးနယ်ပယ်မှာလုပ်ကိုင်နေသူတွေကိုပါအတိမတ်ပြုပါတယ်။အမှုပညာနယ်ပယ်မှာအတိပိုက်ပြေးရတဲ့ပူပေါင်းဆောင်ရွက်မှုတွေဖန်တီးပြီးခဲ့တဲ့သူတွေကိုဂုဏ်ပြုတာထက်ပါတယ်။ဒါဆိုဒီနှစ်ဆုရှင်တွေထဲမှာဘလို့ထူးခြားတဲ့သူတွေပါဝင်လဲဆိုတာစိတ်ဝင်စားစရာပါ။2026ခုနှစ်ရဲ့ဆုရရှိသူတွေထဲမှာ Netflix နဲ့ Sony ရဲ့ K-pop Demon Hunter စကားကိုရိုက်ကူးခဲ့တဲ့ Maggie Gan လို့ Oscar ဆုရင်ဒါရိုက်တာတွေပါဝင်ပါတယ်။ဒါအပြင် Disney ရဲ့ Encanto နဲ့ Zootopia 2ရဲ့ Oscar ဆုရင်ထုတ်လုပ်သူ Yvette Merino လည်းပါဝင်ပါတယ်။ Oscar ဆန်ကာတင်စရင်ဝင်ထုတ်လုပ်သူနဲ့ Women in Animation ရဲ့ Duo ခဂျင်းကိုကိုထိုလည်းဒီစရင်ထဲမှာပါဝင်နေပါတယ်။ဒါက creative ပိုင်းကအစပိုင်းသာရှိသေးတယ်ရုပ်ရှင်ရဲ့ရုပ်ပုံလွှာကိုပုံဖော်ပေးတဲ့ cinematography ပိုင်းမှာဆိုရင် Warner Bros ရဲ့ Sinners အတွက် Oscar ဆုရှင် Autumn Direct Akapa ကိုတွေ့ရမှာပါ။ Universal ရဲ့ The Odyssey အတွက် Oscar ဆန်ကာတင်စရင်ဝင်ထုတ်လုပ်မှုဒီဇိုင်းပညာရှင် Ruth D. Jung လည်းပါဝင်ပါတယ်။ဒါအပြင် Universal ရဲ့ Wicked for Brit စကားအတွက် cinematographer Alice Brooks လည်းဂုဏ်ပြုခံရပါတယ်။ဒီလိုနီးပညာပိုင်းဆိုင်ရာကျွမ်းကျင်သူတွေကဘလို့ကဏ္ဍတွေကနေပါဝင်နေကြသေးလဲ Pixar ရဲ့ Coco နဲ့ Turning Red စကားတွေအတွက်ဆုရ cinematographer နဲ့ VFX supervisor ဖြစ်တဲ့ Daniel Fain ပါလည်းပါဝင်ပါတယ်။ Netflix နဲ့ Upside Down Picture ရဲ့ The Borrows အတွက် VFX supervisor Tara Dima ကိုလည်းဒုဆုကိုရရှိခဲ့ပါတယ်။ဒါတင်မကသေးပဲရုပ်ရှင်လုပ်ငန်းရဲ့ကာလရှည်တည်တံ့မှုအတွက်အရေးပါတဲ့အုတ်ချုပ်ရေးပိုင်းကအမျိုးသမီးတွေလည်းဒီစရင်မှာပါဝင်ပါတယ်။ Walt Disney Animation Studio မှာ Public Relations, Communications, Creative Legacy နဲ့ Brand Strategy ဆိုင်ရာ Senior VP ချစ်တဲ့ Amy Ashley လို့ပုဂ္ဂိုလ်လေးလည်းဂုဏ်ပြုခံရပါတယ်။ Netflix ရဲ့ Public Relations, Awards နဲ့ Talent Relations က Julie Teston နဲ့ Erskine Public Relations ရဲ့ဥက္ကဋ္ဌ Emily Erskine တို့လည်းဒီဇိုင်းမှာပါဝင်ပါတယ်။ဒီမျိုးသမီးတွေရဲ့အခန်းကဏ္ဍကရုပ်ရှင်တွေကိုပရိသတ်စီဘလို့ရအောင်လုပ်ပေးသလဲဆိုတာမြင်သာပါတယ်။ရုပ်ရှင်လုပ်ငန်းရဲ့အခြေခံအဆောက်အအုံကိုပံ့ပိုးပေးတဲ့ Office of the Governor ရဲ့ Chief of Staff ဖြစ်တဲ့ Joseph ဦးစောလည်းပါဝင်ပါတယ်။ CRT Foundation ရဲ့အတွင်းရေးမှူးချုပ် Patricia Polio တို့လည်းဒီဆုကိုရရှိခဲ့ပါတယ်။ဒီလိုပုဂ္ဂိုလ်တွေကရုပ်ရှင်လောကရဲ့ဘလို့လမ်းဖွင့်ပေးသလဲဆိုတာစိတ်ဝင်စားစရာပါ။ Innovation Technology ရဲ့လက်ထောက် Director Rochelle Glore လည်း Trailblazer Award ကိုရရှိခဲ့ပါတယ်။ Cal Arts မှာ Animation Development, Talent Development နဲ့ Character Animation Instructor ဖြစ်တဲ့ Brooke Kiesling လည်းဒီစရင်ထဲမှာပါဝင်ပါတယ်။ဒီလိုအမျိုးသမီးတွေရဲ့ကြိုးပမ်းမှုတွေကရုပ်ရှင်လောကရဲ့အနာဂတ်ကိုဘယ်လိုပုံဖော်မလဲဒီအမျိုးသမီး12ဦးရဲ့စွမ်းဆောင်မှုတွေကရုပ်ရှင်လောကရဲ့ကြီးထွားမှုအတွက်ဘလောက်အရေးကြီးလဲဆိုတာမြင်သာပါတယ်။ View Conference ကဒီလိုမျိုးအမျိုးသမီးတွေကိုဂုဏ်ပြုခြင်းအပြင်အမှုပညာနယ်ပယ်ရဲ့ကဏ္ဍအသီးသီးကိုအတိအမှတ်ပြုလိုက်တာဖြစ်ပါတယ်။ရုပ်ရှင်လုပ်ငန်းရဲ့အနာဂတ်အထူးသဖြင့်နောက်ွယ်ကနေလမ်းပြပေးနေသူတွေရဲ့အကြောင်းကိုဆက်လက်သိရှိခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ channel ကို follow လုပ်ထားနိုင်ပါတယ်။